ဒီနေ့ကဟိုးမြောက်ဖက်ကန်းကိုသွားပြီးတော့ကိုင်းမလေးတွေကိုပေါင်းသက်စီသွားဖြတ်မှာဖြစ်ပါတယ်ဟောရာသီဥတုလေးကလည်းတာယာလိုက်တာအခုကတော့မိုးရာသီဆိုတော့ကောင်းကင်တစ်ခွင်လုံးအုပ်မိုင်းနေတာပေါ့နော်အခုလိုရေတက်ပြီဆိုအင်းထဲမှာလှေလေးတွေကိုစီးနေရောပဲစီတိုင်ကြီးကတော့အမိုက်စားမသိရင်ရေတံဘူးလေးချိတ်ထားတယ်လို့မောင်းဖို့စီကိုတော့လိုအပ်တဲ့လောက်ပဲထည့်သုံးဖြစ်ပါတယ်ဆက်ကနန်းနန်းကြားဝဲလာတာဆိုတော့အခုလိုကျိုးလေးနဲ့နှိုးရတာပေါ့ဟောတွေ့လားတစ်ခါပဲနှိုးလိုက်ရကဲသမီးနဲ့အတူဟိုဘက်ကန်းကိုလိုက်ခဲ့ကြပါဦးအခုမြင်နေရတဲ့စိမ့်စိမ့်လေးတွေကတော့မြက်ပင်လေးတွေပါရေတွေတက်နေရဆိုတော့မြက်ပင်ကြီးကလည်းကျေလိုက်တာရေတွေကပါတိုက်တော့လှိုင်းနေရပုတ်ရေတွေကရေထိတ်နဲ့မောင်းလာလိုက်တာအခုဆိုကျွန်းမော်ကိုရောက်ပါပြီရှင်စက်လေးလေးကိုတော့မျောမတော့အောင်ခုလိုတိုင်းလေးစိုက်ပြီးချီခဲ့ပါမယ်လေတဲ့လေရေတွေပြည့်နေရောပါလာတဲ့တငယ်ချင်းကလည်းလှိုင်းကြောက်လို့တဲ့ရေပက်ဖို့ကိုမရတာရင်မြုပ်သွားလိမ့်မယ်တခါတည်းပဲပတ်ခင်လိုက်တော့အိုင်မင်လေးတွေဖြန်းဖို့ပေါင်းသက်စီကိုတော့လေပေါ်တွေကတခါတည်းဖြောသွားရတာပေါ့နော်စီးဖြောဖို့ရေကတော့ပေါ့မှာပေါ့မြစ်ပြည်တစ်ခုလုံးရှိရလေအလုံးလုံးလာပါတယ်ဆိုမှအုတ်ထုတ်ကပါလာပြီးလက်ရှိအင်းညာမိတ်နေပြန်ရောဟောကြည့်ဆေးဘုံတော့လွယ်နိုင်ပါတယ်ပြန်မထနိုင်လို့တငယ်ချင်းထူခိုင်းရသေးတာအခုကတော့ဆေးဘုံလွယ်ပြီးတော့အခက်မမှန်ပြီလို့လိုက်ရှာနေရတာပါဒီမြက်ပင်လေးတွေကိုရေမမြုပ်ခင်နဲ့ပေါင်းသက်စီဖြန်းထားအခုလိုရေတက်ပြီးပြန်ကျသွားတဲ့အခါကျပေါင်းလေးတွေရှင်းပြီးပဲဆက်ရတာအဆင်ပြေတာပေါ့နော်ချူပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ဘလော့လေးတွေမှာပြန်ဆောင်ကြမယ်နော်အခုကတော့ပြန်มาတော့မယ်တတာ